TNLA နစ်နာဆုံးရှုံးမှုနဲ့အောင်ခေါင်းဆောင်များစဉ်းစားရန်လူအပေါင်းအသင်းနဲ့လာမှုနဲ့အတူစီးရီးမှာ TNLA အားနေလားပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့နော်မြန်မာတမတော်က TNLA ထိန်းချုပ်ထားတဲ့ကြောင်မဲမျိုးကိုထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်တီဘောမိုးကုတ်ကူပါစီရေးဖိအားပြန်ချစွာပေးလာနိုင်တာတွေကိုကြည့်ရင် TNLA ဟာစီရေးအကြပိုင်းသို့ဦးတည်နေတဲ့ဆိုတဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ်။ဒီတင်ပြချက်မှာဗိုလ်မှူးကြီးခွန်ဩကာရဲ့သုံးသပ်ချက်တွေကိုကိုကတင်ပြပါမယ်။ TNLA ဟာမဟာမိတ်အားနေလာခြင်းနဲ့မြန်မာတပ်မတော်ရဲ့ရေရှည်အင်အားဖြစ်တင်နိုင်မှုတွေကြောင့်ဗတ်ဆောင်ကဖိအားပေးခြင်းကိုခံစားနေရပြီးစစ်ရေးအသာစီရခဲ့တဲ့2029စစ်စင်ရေးရဲ့အရှိန်အဝါဟာတဖြည်းဖြည်းရောကျလာနေကြောင်းတွေ့ရပါတယ်။ဒါကြောင့် TNLA ခေါင်းဆောင်တွေအနေနဲ့ပလောင်ပြည်သူတွေရဲ့လူသားချင်းမြတ်ကိုမဖြုံတီးပဲမဟာဗျူဟာမြောက်ဆုတ်ခွာဖို့စဉ်းစားတင်တယ်လို့အကြံပြုထားတဲ့အချက်တွေကိုတင်ဆက်ပါမယ်။တအောင်အမျိုးသားလူမျိုးရေးတပ်မတော် TNLA အနေနဲ့နစ်နာဆုံးရှုံးမှုနဲ့အောင်ခေါင်းဆောင်တွေကစဉ်းစားချင်းချင်းရန်လိုအပ်နေပြီလို့ NCA ထိုးထားတဲ့ပအို့အမျိုးသားလူမျိုးရေးအဖွဲ့ချုပ်ဥက္ကဋ္ဌဗိုလ်မှူးကြီးခေါ်က CNI သတင်းဌာနသို့ပြောကြားခဲ့တာကိုတွေ့ရပါတယ်။ TNLA သိမ်းပိုက်ထားတဲ့ကြောင်မဲမျိုးကိုမြန်မာတပ်မတော်ကထိုးစစ်ဆင်တိုက်ခိုက်နေအောင် TNLA အနေနဲ့နစ်နာဆုံးရှုံးမှုနဲ့အောင်စဉ်းစားတင်ကြောင်းအကြံပြုထောက်ပြနေကြပါတယ်။လက်ရှိချိန်မှာ TNLA ဟာစစ်ရေးအတက်ကြရှိရာမှာစစ်ရေးအကြပိုင်းသို့အနှဲငယ်ချင်းကပ်လာနေတဲ့အခြေအနေမျိုးရင်ဆိုင်နေရကြောင်းTNLA ခေါင်းဆောင်တွေအနေနဲ့နစ်နာဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်စဉ်းစားချင်းချင်းဆောင်ရွက်ရန်လိုအပ်တယ်လို့ပအို့အမျိုးသားလူမျိုးရေးအဖွဲ့ချုပ်မှဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ကဆိုထားတာဖြစ်ပါတယ်။၎င်းရဲ့ပြောဆိုချက်မှာဆိုရင်ရေပေါ်ရအဖြစ်တော့ကြောင်မဲရဲ့တီပေါ်ရဲ့ဘာရင်မဟုတ်ပါဘူး။ဘာဖြစ်ဖြစ်စစ်ရေးမှာတော့အတက်ကြဆိုတာရှိရပေါ့။ဒါကြောင့်လက်ရှိ TNLA အနေနဲ့ကတော့အကြပိုင်းကိုနည်းနည်းချင်းကပ်လာနေရဆိုတဲ့သဘောမျိုးတော့ရင်ဆိုင်နေရတာပေါ့။သူ့မှာမဟာမိတ်အားနေလာတယ်။နောက်ပြီးတော့အစုဖွဲ့အားနေလာတယ်။တစ်ဖက်မှာရင်ဆိုင်ရတဲ့လက်ရှိကော်မရှင်ဘက်ကလည်းပဲပို့ပြီးတော့လူရင်အားပစ္စည်းအင်အားအကုန်ပြည့်မိတယ်။လက်နက်အင်အားတွေကပိုကောင်းလာတဲ့အခါကျတော့ဘက်ဆောင်မှာအသာစီးပြန်ရလာတယ်ဆိုတဲ့သဘောရှိတယ်။ဒါကြောင့်2029စစ်စင်ရေးတုန်းကတော့အပေါ်စီးရခဲ့တာတွေကနည်းနည်းလေးပြန်ပြီးတော့ပထမတော့တက်နေရပါတော့။အခုကတော့နည်းနည်းအဆုတ်ဘက်ကိုသွားနေတဲ့သဘောမျိုးပေါ့။စစ်ရေးမှာတော့အတက်ကြရှိရပေါ့။အကြဘက်ကိုဦးတည်တဲ့သဘောမျိုးလို့ခြုံငုံသုံးသပ်လို့ရတာပေါ့။ဒါကြောင့်သူတို့အနေနဲ့အကြမနာအောင်ကြားမဲ့အချိန်မှာနစ်နာဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်တော့ခေါင်းဆောင်တွေစဉ်းစားချင်းချင်းမှုလိုရာပေါ်လို့ပြောပါတယ်။လက်ရှိအချိန်မှာကြောင်မဲမြို့အနီးတစ်ဝိုက်မှာတိုက်ပွဲတွေအဆက်မပြတ်ဖြစ်ပွားနေပြီးတိုက်ပွဲတွေကြားမှာနေအိမ်တွေအစိုးရရုံးတွေနဲ့အဆောက်အဦအချို့မိလောင်ပျက်စီးလာသလိုဒေသခံတွေလည်းတိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။ TNLA အနေဟာမူကိုတီဘောအခြားသောနေရာတွေကိုလည်းထိန်းသိမ်းထားနိုင်နေရကြောင်းကြောင်မဲမျိုးအားဆက်လက်ခုခံရမလို့တော့ပဲနစ်နာဆုံးရှုံးမှုနဲ့အောင်စုပ်တင်တာအမှန်ပါကျွန်တော်ထင်တာကတော့အမှန်တက်ခံမှုမလို့တော့ဘူးလေတခြားနေရာတွေလည်းအများကြီးသိမ်းထားတာရှိနေတာ哦မိုးကုတ်ရှိရတီဘောရှိရအဲ့မှာလည်းပဲဒီတနေရာလေးတစ်ခုနဲ့အင်အားကိုဖြုံးတိမယ်ဆိုရင်နောက်ထပ်ကိုအကြဘက်မှာအဆုပ်ဘက်မှာစုပ်တယ်ဆိုရင်လည်းပဲနစ်နာဆုံးရှုံးမှုနဲ့အောင်စုပ်နိုင်မယ်လို့ဟာစည်ရင်းမှာပါတာပဲလို့လက်ကောင်းကပြောဆိုထားပါတယ်TNLA ဟာ2023ခုနှစ်အောက်တိုဘာလ29ရက်ကကိုကန်တပ်ဖွဲ့ MNDAA ရခိုင်တပ်ဖွဲ့ AA KNDF PNRA PPLA MDY PDF TPLA PLA စတဲ့လက်နက်ကိုင်အင်အားစုများနဲ့စုဖွဲ့က2029စစ်စင်ရေးကိုရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မန္တလေးတိုင်းဒေသကြီးအတွင်းမှာဖော်ဆောင်ခဲ့ပါတယ်။စစ်စင်ရေးအတွင်းမှာ TNLA ဟာရှမ်းပြည်နယ်မြောက်ပိုင်းရှိနန့်ခမ်း၊နမ်ဆန်၊မန်တုံ၊မိုင်းငေါ့၊နမ်တူ၊ကြောက်မဲ၊တီဘော၊နောက်ချုံမိုးမိတ်မိုင်းလုံကုတ်ခိုင်နဲ့မန္တလေးတိုင်းဒေသကြီးအတွင်းကမိုးကုတ်တို့ကိုသိမ်းပိုက်ခဲ့ပါတယ်။နောက်ပြီးမြန်မာတပ်မတော်ကလူရင်အားနဲ့လက်နက်အင်အားပြန်လည်စုဖွဲ့ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်နောက်ချုံမြို့ကိုပြန်လည်သိမ်းပိုက်ခဲ့တယ်လို့မိုးကုတ်မြို့ကိုလည်းသိမ်းပိုက်နိုင်ရေးမြို့အနီးအထိထိုးစစ်ရောက်ရှိလာခဲ့ပါတယ်။အလားတူမြန်မာတပ်မတော်ဟာကြောက်မဲမြို့ကိုသိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်နေရမြို့အတွင်းသို့ရောက်ရှိလာတယ်လို့တီဘောမြို့တစ်ဆက်တည်းထိုးစစ်ဆင်နိုင်မှုကိုလည်းပြင်ဆင်လျက်ရှိနေပါတယ်။တခြားတစ်ဖက်မှာတော့ TNLA မှာဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြားဦးဆောင်တဲ့အဖွဲ့နဲ့မြန်မာတပ်မတော်မှာဒုတိယဗိုလ်ချုပ်ကြီးကိုဦးဆောင်တဲ့အဖွဲ့တို့တရုတ်နိုင်ငံကူမင်းမြို့မှာ2025ခုနှစ်ဖေဖော်ဝါရီလ16ရက်18ရက်နေ့မှာဆွေးနွေးခဲ့ပါတယ်။နောက်ပြီးဒုတိယအကြိမ်အနေနဲ့ TNLA နဲ့မြန်မာတပ်မတော်တို့2025ခုနှစ်ဧပြီလ28ရက်နဲ့29ရက်ကတရုတ်နိုင်ငံကူမင်းမြို့မှာဆက်လက်ဆွေးနွေးခဲ့တယ်လို့တတိယအကြိမ်နောက်ကိုတော့ဩဂုတ်လကုန်ပိုင်းမှာဆွေးနွေးခဲ့ပေမဲ့လည်းသဘောတူညီမှုများရှိသေးပါဘူး။လက်ရှိချိန်မှာအပေါင်းအသင်းနေလာမှုနဲ့အတူစစ်ရေးမှာ TNLA အားနည်းလာတာကိုတွေ့ရပါတယ်။တအောင်အမျိုးသားလူမျိုးရေးတပ်မတော် TNLA အနေနဲ့အပေါင်းအသင်းနေလာခြင်းကစစ်ရေးမှာအားနည်းလာတဲ့အခြေအနေနဲ့ကြုံတွေ့နေရလာတာကအားလုံးပဲအသိပါ
TNL ဟာတာမန်အဖွဲ့အစည်းဒေသလိုက်အဖွဲ့အစည်းဖြစ်တဲ့အတွက်လူအင်အားလက်နက်ပစ္စည်းအင်အားလူထုထောက်ခံမှုပြန်လည်ရရှိအတွက်ခက်ခဲတဲ့အချိန်မှာအထောက်အကူပြုနိုင်တဲ့အကောင်းဆုံးမဟာမိတ်တွေရဲ့စံကျင်မှုဒေသခံလူထုရဲ့စံကျင်မှုတွေကိုရင်ဆိုင်နေရပါတယ်။တစ်ဖက်မှာမြန်မာတမတော်ဟာနိုင်ငံတော်ဖွဲ့စည်းဖြစ်တဲ့အတွက်ရေရှည်မှာလက်နက်အင်အားလူအင်အားပြန်လည်ပတ်မှုပေးနိုင်တာကြောင့်စစ်ရေးမှာပိုလို့ဖိအားပေးလာနိုင်ပြီးဘက်စုံမှာအသာစီးပြန်ရလာတယ်လို့ဗိုလ်မှူးကြီးခွန်ဥက္ကာကဆိုထားပါတယ်။ခြုံပြီးတော့ပြောရရင်တော့အကောင်းဆုံးမဟာမိတ်အားနေသွားတဲ့သဘောပေါ့အထောက်အကူပြုနိုင်တဲ့တအောင်ရဲ့အားတွေအားနေသွားတဲ့သဘောမျိုးတူတယ်။နောက်ပြီးတော့ကျွန်တော်တို့ရေရှည်မှာဒီအဖွဲ့အစည်းရဲ့အနေနဲ့နိုင်ငံတော်အဖွဲ့အစည်းဟာရေရှည်မှာကြတော့သူကပြန်ပြီးတော့ပံ့ပိုးတာပြန်ပြီးတော့ဖြည့်ဆွတ်တာပို့ပြီးတော့ဖိလာတာပေါ့အခွင့်အလမ်းများတာပေါ့ဒီလိုတာမန်အဖွဲ့အစည်းဒေတာလိုက်အဖွဲ့အစည်းတွေမှာကြတော့အဲ့လို fail လို့ခေါ်တာပေါ့ပြန်ဖြည့်ဖို့လူအင်အားပစ္စည်းအင်အားဘာအင်အားဖြည့်ဖို့နောက်ပြီးတော့လူထုထောက်ခံမှုရဖို့ဆိုတာတွေကချက်ချင်းပြန်ပြီးတော့လုပ်ဖို့ကတော်တော်လေးခက်တဲ့အချိန်မှာဒေတာကန်လူထုစန့်ကျင်မှုဒေတာကန်မဟာမိတ်အဖွဲ့အစည်းတွေနဲ့စန့်ကျင်မှုတွေဖြစ်လာတယ်။အရသားစကားအရာဆိုရင်အပေါင်းအသင်းနေလာတဲ့သဘောပြ။အဲ့ဒါဆိုရင်ပြန်စဉ်းစားတင်တယ်လို့ယူဆတာပေါ့လို့လေ၎င်းကပြောဆိုထားပါတယ်။ဗိုလ်မှူးကြီးခွန်ဥက္ကာရဲ့တုံ့သက်ချက်ဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့စစ်ရေးအခြေအနေကို TNL ရဲ့ရှုထောင့်ကနေမဟုတ်ဘဲ NCA လက်မှတ်ထိုးထားတဲ့ PNL ဖွဲ့ရဲ့ဗမ်းမလိုက်တဲ့စစ်ရေးအမြင်ကိုဖော်ပြနေပါတယ်။ Number 1စစ်ရေးအတန်ကြာ theory ဗိုလ်မှူးကြီးခွန်ဥက္ကာရဲ့အထူးအချက်ကစစ်ရေးမှာအတန်ကြာရှိပြီး TNL ဟာစစ်ရေးအကြပိုင်းကိုချင်ကပ်လာနေပြီဆိုတာပါ။2029စစ်စေးအစားပိုင်းမှာ TNL အနေနဲ့အပေါ်စီးရခဲ့ပေမဲ့အခုအချိန်မှာတော့မြန်မာတပ်မတော်ကလူအင်အားလက်နက်အင်အားပြန်လည်ဖြစ်တင်ပြီးဗတ်ဆောင်အသာစီးပြန်ရလာတာကိုတွေ့ရတယ်လို့ထောက်ပြထားပါတယ်။နောက်ထပ်ပြန်လည်ကြဆုံးခြင်းနဲ့မူကုတ်ကြောင်မဲတို့မှာပြင်းထန်တဲ့ထိုးစစ်တွေရောက်လာတာကဒီအချက်ကိုအားဖြည့်ပေးနေပါတယ်။ Number 2အဓိကအားနည်းချက်များ TNL ရဲ့အဓိကအားနည်းချက်ကတော့အပေါင်းအသင်းနေလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။ဒေတာကန်လူထုနဲ့အကောင်းဆုံးမဟာမိတ်တွေရဲ့စံကျင်မှုတွေနဲ့ရင်ဆိုင်ရပြီးဒေတာလိုက်ဖွဲ့စည်းဖြစ်တဲ့အတွက်မြန်မာတပ်မတော်လိုနိုင်ငံတော်ဖွဲ့စည်းရဲ့ရေရှည်မှာလူအင်အားလက်နက်အင်အားဖြစ်တင်းနိုင်မှုမျိုးကိုရှင်ပြိုင်မှုခက်ခဲကြကိုလည်းလက်တွေ့ကျကျထောက်ပြထားပါတယ်။ Number 3မဟာဗျူဟာမြောက်စောက်ခွာရန်အကြံပြုချက်ခေါ်ကရဲ့အကြံပြုချက်ကတော့ TNL အနေနဲ့လက်ရှိမှာမိုးကုတ်တေဘောလိုနေရာတွေကိုထိန်းချုပ်ထားနိုင်တဲ့အကြောင်းကြောင်မဲမြို့တစ်ခုထဲမှာအင်အားကိုဖြုံတီးပြီးတက်ခံမှုမလိုတော့ဘူးလို့ဆိုတဲ့အချက်ပါစစ်ရေးအကြပိုင်းကိုဦးတည်နေချိန်မှာနစ်နာဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်ဆုတ်ခွာခြင်းဟာစစ်ရေးမဟာဗျူဟာရဲ့အစိပ်ပိုင်းဖြစ်ကြောင်းအလေးနဲ့အကြံပြုထားပါတယ်။ဒါဟာစစ်တိုက်ခြင်းထက်နိုင်ငံရေးဆွေးနွေးပွဲစပွဲမှာအသာစီးရဖို့အတွက်အင်အားကိုထိန်းသိမ်းထားခြင်းကိုဦးတည်တဲ့အကြံပြုချက်ဖြစ်ပါတယ်။ဒီသုံးသက်ချက်တွေဟာစစ်ရေးခြေအနေတစ်ခုရဲကိုကြည့်ပြီးပြောတာထက်မဟာမိတ်ဆက်ဆံရေးဒေသခံလူထုထောက်ခံမှုနဲ့ရေရှည်စစ်ရေးဆွမ်းရေးစားတဲ့ပတ်စုံရှုထောင့်ကနေထောက်ပြထားတဲ့လက်တွေ့ကျတဲ့မှတ်ချက်တွေဖြစ်ပါတယ်။အချို့ဆိုရရင်တော့ဗိုလ်မှူးကြီးခွန်ဥက္ကာရဲ့ပြောကြားချက်တွေဟာရှမ်းပြည်နယ်မြောက်ပိုင်းစစ်ပွဲမှာ TNL ရဲ့လက်ရှိစစ်ရေးအနေအထားဟာအခက်အခဲနဲ့ရင်ဆိုင်နေရပြီဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်။ TNL အနေနဲ့နောက်ချုံမြို့ကိုပြန်လည်ဆုံးရှုံးပြီးကြောင်မဲငိုကုန်းနဲ့တေဘော်တို့လိုမျိုးတွေမှာပါမြန်မာတမတော်ရဲ့ပြင်းထန်တဲ့ထိုးစစ်ကိုခံနေရတဲ့အတွက်မြို့ပြတစ်ခုရဲကိုခုခံနေခြင်းတဲ့နိုင်ငံရေးဆွေးနွေးပွဲစပွဲမှာအသာစီးရဖို့အတွက်အင်အားစစ်ကိုထိန်းသိမ်းထားဖို့ဆိုတဲ့အကြံပြုချက်ဟာလက်တွေ့ကျတဲ့စစ်ရေးမဟာဗျူဟာဖြစ်ပါတယ်။အပေါင်းအသင်းနဲ့လူထုထောက်ခံမှုလျှော့နေလာတဲ့ချိန်မှာ TNL ခေါင်းဆောင်တွေအနေနဲ့တိုက်ခိုက်ရေးဆွဲရေးကိုဆက်လက်ထိန်းသိမ်းပြီးနစ်နာဆုံးရှုံးမှုအနည်းဆုံးဖြစ်စေမယ့်အစုပ်ဘက်ကိုဥတီတဲ့ဆုံးဖြတ်ချက်မျိုးကိုချမှတ်ဖို့စဉ်းစားသင့်တယ်လို့ဆိုကြပါတယ်။အခုတင်ပြချက်ပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသပ်ချက်များကိုလည်း comment ကနေတစ်ဆင့်မျှဝေပေးခဲ့ပါအောင်နော်။အခုလိုစိတ်ဝင်စားစရာကောင်းမဲ့ကမ္ဘာရေးမြမရေးသတင်းများစွာကိုနားဆင်ဖို့ဒီခေတ် channel ကို like and subscribe လေးလုပ်ပြီးဘေးနား notification bell လေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့နော်။ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေရှင်။